ကျွန်တော်မျက်တောင်ခက်တိုင်းဒေါ်လာ30ရတယ်သင်ခန်းစာနှစ်ခုအတွင်းမှာမျက်တောင်မခက်ပဲမြင်မြန်ခက်ပြီးဒေါ်လာ3000ရခဲ့တယ်အဲ့ဒီအချိန်မှာဆီယာမချော်ချော်လေးတယောက်ကစာသင်ခန်းထဲကိုလမ်းလျှောက်ဝင်လာတယ်ဒါပေမဲ့ထူးဆန်းတာကသူ့ခေါင်းပေါ်မှာ X2 ဆိုတဲ့ကဏ္ဍတစ်ခုပေါ်နေတာကိုတွေ့လိုက်ရတယ်ကျောင်းသားတွေကိုလှည့်ကြည့်လိုက်တော့သူတို့ခေါင်းပေါ်မှာဘာမှမရှိဘူးအဲ့ဒီကဏ္ဍကဘာကိုဆိုလိုတာလဲဆိုတာသိချင်ပေမဲ့စာသင်ခန်းထဲကထွက်လိုက်တာနဲ့သူ့ကိုလူဆိုအုပ်စုကဝိုင်းထားတာကိုတွေ့လိုက်ရတယ်သူ့ရဲ့ကွာရှင်းပြဆဲထားတဲ့လင်းယောက်ျားကငွေချေးသမားတွေစီကနေပတ်စံချီးပြီးထွက်ပြေးသွားတာကြောင့်သူ့ကိုရှာမတွေ့လို့အကျွေးရှင်တွေကသူ့စီကိုအကျွေးလာတောင်းကြတာဒါကိုမြင်တော့ချက်ချင်းပဲပြေးသွားပြီးကျွန်တော်သူ့အတွက်ပေးပါမယ်လို့ပြောလိုက်တယ်သူတို့ကကျွန်တော်ကသူရဲကောင်းလုပ်ချင်တဲ့ထင်ပြီးပြုံးပြီးခုနှစ်သိန်း3ရက်အတွင်းယူလာခဲ့လို့ပြောတယ်ကျွန်တော်ချက်ချင်းတောင်းတရမိတယ်မနေ့ကတည်းကမျက်တောင်ခတ်နေတာတောင်းထောင်းမဲရနေတယ်ဒါပေမဲ့ဆီယာမရဲ့တနာစရာအမူအရာနဲ့သူ့ခေါင်းပေါ်ကထူးဆန်းတဲ့ကဏ္ဍကိုကြည့်ပြီးသူတို့ရဲ့စီကံချက်တွေကိုလက်ခံလိုက်တယ်သူတို့ထွက်သွားပြီးနောက်ဆီယာမကကျွန်တော်ကိုစိတ်ဝင်စားနဲ့ဘာလို့ကျွန်တော်ကိုကူညီလာလဲလို့မေးရင်အဲ့ဒီအချိန်မှာကျွန်တော်မှရုတ်တရက်တွေးမိတာတစ်ခုရှိတယ်ဒါကြောင့်ဆီယာမကိုကျွန်တော်ချစ်သူထိတ်ပေးမလားလို့မေးလိုက်တယ်ဒါကိုကြားတော့သူကကျွန်တော်ကိုပါရိုက်လိုက်တယ်ကျွန်တော်ရှုံးနေသွားပြီလို့ထင်လိုက်ပေမဲ့သူထွက်သွားတာနေမှာရုတ်တရက်လှည့်ပြီးသဘောတူတယ်လို့ပြောတယ်နောက်တစ်စက္ကန့်မှာသူ့ခေါင်းပေါ်ကကဏ္ဍကအလင်းတဲ့တစ်ခုအဖြစ်ပြောင်းလဲပြီးကျွန်တော်မျက်လုံးထဲကိုပြည့်ဝင်လာတယ်အခုမျက်တောင်ခတ်တိုင်းဒေါ်လာ20ရတယ်ဒါတင်မကတဲ့ဦးဒီအစင်းမြင့်ထားတဲ့မျက်လုံးတွေကပစ္စည်းတွေရဲ့ထုတ်လုပ်တဲ့ရက်စွဲကိုပါမြင်နိုင်တယ်ဆိုတာကိုတွေ့ရှိခဲ့တယ်ဒါကြောင့်ရှေးအောင်ပစ္စည်းစည်းကွက်ကိုချက်ချင်းတွားပြီးလှုပ်ဝက်ထားတဲ့ဘန်ဒါတစ်ခုခုကိုရှာဖွေဖို့မျှော်လင့်ခဲ့တယ်ဒါပေမဲ့အကြာကြီးရှာဖွေပြီးတဲ့နောက်မှာရှေးအောင်ပစ္စည်းတစ်ခုမှမတွေ့ခဲ့ဘူးအဲ့ဒီအချိန်မှာတယောက်ကကျွန်တော်ကိုတိုက်မိတယ်သူကချက်ချင်းပဲသူ့ရဲ့ရှေးအောင်ပစ္စည်းကိုပျက်စီးစေတယ်လို့ဆွဆွဲတယ်အနီးအနားကဈေးဆိုင်ပိုင်ရှင်ကထားပြီးဘာပစ္စည်းလဲလို့မေးတယ်ပြီးတော့ထိုလူကတောက်ဖန်နေတဲ့ပလဲတစ်လုံးကိုထုတ်ပြတယ်ဈေးဆိုင်ပိုင်ရှင်ကချက်ချင်းဝယ်ချင်းပေးမယ်ထိုလူကဒေါ်လာ3သိန်းတောင်းတယ်ဈေးဆိုင်ပိုင်ရှင်မှာအဲ့လောက်ပိုက်ဆံမရှိတာကြောင့်ကျွန်တော်နဲ့ပူးပေါင်းဖို့ကြိုးစားပြီးပလဲကအနည်းဆုံးဒေါ်လာ3သိန်းတန်တယ်လို့ပြောတယ်ကျွန်တော်ကဒေါ်လာ6000ထည့်မယ်သင်က4000ပဲရှာပေးရမယ်ရောင်းပြီးအမျက်ခွေးယူကြမယ်လို့ပြောတယ်ဒါပေမဲ့အရာအလုံးကတိုက်ဆိုင်မှုများလွန်းတာကြောင့်ကျွန်တော်စွမ်းရည်ကိုအထုံးပြပြီးပလဲကို2024ခုနှစ်မှာထုတ်လုပ်ထားတာကိုတွေ့လိုက်ရတယ်သူတို့အတူတူကြံစီနေကြတာကိုချက်ချင်းသဘောပေါက်လိုက်တယ်ကျွန်တော်ညင်းဆန်တော့မဲ့အလုပ်မှာပလဲရဲ့အတွင်ပိုင်းမှာတခုခုကိုရုတ်တရက်တတိထားမိလိုက်တယ်သူ့ရဲ့ထုတ်လုပ်တဲ့ရက်စွဲကလွန်ခဲ့တဲ့နှစ်ပေါင်း1900ကျော်ကဖြစ်နေတယ်အဲ့နာကတကယ်ရှေးဟောင်းပစ္စည်းမှန်သိလိုက်တယ်ဒါကြောင့်ဈေးဆိုင်ပိုင်ရှင်ကိုတင်းနဲ့ခွဲဝေစီရမလို့ဘူးဒီဘန်ဒါကိုကျွန်တော်တယောက်တည်းဝယ်မယ်လို့ပြောလိုက်တယ်ပြီးချေတော့မဲ့အချိန်မှာကုမ္ပဏီဥက္ကဋ္ဌတယောက်ကကျွန်တော်ကိုတားဆီးတယ်ဒါကကစ်တစ်လက်မှုပစ္စည်းတစ်ခုဖြစ်ကြောင်းရှင်းပြတယ်ကျွန်တော်ကသူ့ကိုဂယုမဆိုင်ဖဲတိုက်ရိုက်ပေးချလိုက်တယ်ပြီးတော့ဒါဟာဘန်ဒါတစ်ခုဖြစ်ကြောင်းခိုင်ခိုင်မာမာပြောလိုက်တယ်ဥက္ကဋ္ဌရဲ့လက်ထောက်ကယူပြီးစစ်ဆေးတဲ့အခါပလဲကအယောင်ပါလာတာကိုသတိထားမိတယ်ရောင်းသူကရဲပြီးပြန်အမ်းလို့မရဘူးလို့ပြောတယ်ကျွန်တော်စိတ်မဆိုးပါဘူးဒါဟာရှေးရောင်းပစ္စည်းတစ်ခုဖြစ်ကြောင်းထပ်မံပြောကြားခဲ့တယ်ပြီးတော့လက်ထောက်ကိုပလဲကိုအပြင်းအထန်ချေခိုက်လိုက်တယ်အတွင်းပိုင်းမှာလွန်ခဲ့တဲ့နှစ်ပေါင်း1200ကျော်ကရှေးရောင်းပစ္စည်းတစ်ခုပေါ်လာတယ်ဥက္ကဋ္ဌကချက်ချင်းပဲ3ထန်းပေးမယ်လို့ခံလန်တယ်ကျွန်တော်ချက်ချင်းသဘောတူလိုက်တယ်သူကချက်ချင်းနောက်ထပ်ရသွားတယ်ညနေပိုင်းမှာဆရာပေးဆက်ရမယ့်အကျွေးကိုကျွန်တော်ပေးဆက်လိုက်တယ်သူကအရန်ကျေးဇူးတင်ပြီးချက်ချင်းပဲသူ့အိမ်ကိုဖိတ်ခေါ်ခဲ့တယ်ဒီလိုမျိုးကြိုက်တယ်ဆိုရင် subscribe လုပ်ဖို့မမေ့ပါနဲ့နောက်တစ်ခါမှာတင့်ကိုပိုစိတ်လှုပ်ရှားစရာကောင်းတဲ့ကဘာလေးစီခေါ်ဆောင်သွားပါမယ်